Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့မွန်ရွာမြို့မှာဘယ်မှမရရှိနိုင်နေတဲ့မီနူးတစ်လေးနဲ့မမင်ကနေမိတ်ဆက်ပေးပါရစေရှင်မမင်တို့ကိုယ်တိုင်လက်ကျိတ်ဆက်လေးနဲ့ပြုလုပ်ထားတဲ့ special ကျဲဥခောက်ဆွဲကြော်လေးပဲဖြစ်ပါတယ်မြည်တီပွားသေးဆိုးသေးလုံးဝမပါဝင်ကြောင်းတရားရကိုင်းတော့အမခံပါတယ်ရှင်ခောက်ဆွဲသားလေးကလည်းရေလုံးဝမပါဝင်ပဲဂျုံနဲ့ကျဲဥ2မျိုးတည်းကိုသာအချိုးကျစွာပြုလုပ်ထားလို့လက်ဆက်ပြီးနူးညံ့ဣဆက်တဲ့အရာသာလေးကိုလည်းခံစားရမှာပါသူလေးကိုတော့မမင်တို့ကနေမှပွဲသေးပွဲကြီးဆိုပြီးတော့2မျိုးခွဲခြားပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ပွဲသေးလေးကတော့1000ကျပ်ဖြစ်ပြီးတော့ပွဲကြီးလေးကတော့2000ကျပ်ပါ2000ကျပ်တန်ကိုမှမိသားစု9ယောက်လောက်ကတော့အေးဆေးစားလို့ရပါတယ်ရှင်ဒီမီနူးလေးကိုတော့မမင်တို့ကနေမှစနေတင်းတွေ2ရက်ထဲကိုသာအော်ဒါကောက်ရောင်းချပေးသွားမှာဖြစ်ပါတယ်မိသားစုစုံစုံလင်းနဲ့စနေတင်းတွေရုံးပေးရက်လေးတွေမှာအိမ်မှာကောင်းကောင်းမွန်မွန်လေးစားကျင်နေဆိုရင်တော့မင်တို့ဒီကိုအခုပဲအော်ဒါလေးတင်လိုက်တော့နော်သူ့ရဲ့ပါဝင်ပစ္စည်းလေးတွေကိုလည်းတစ်ချက်ကြည့်လိုက်ပါအောင်ရှင်ပဇွန်ရဲ့ကြက်မြင့်ကြက်တဲ့ရဲ့ကြက်သားရဲ့ငုံးလေးတွေလည်းပါဝင်ပါတယ်ရှင်ဆိုင်ငူလာယူခြင်းနဲ့ဆိုရင်တော့ဆိုင်ရဲ့လိပ်စာလေးကတော့မုံရွာမြို့ချမ်းမြောက်ရီရဲ့ကွတိုင်းရင်းစေးုံလမ်းမကြီးပေါ်24လမ်းတောက်မှာပါဒါမှမဟုတ်အိမ်မှာနေပြီးတော့ဒလီလေးနဲ့လိုချင်နေဆိုရင်လည်းမင်တို့ကနေမှမုံရွာမျိုးတွင်းကိုအိမ်ရောက်ငွေချေစနစ်နဲ့ဒလီလေးလည်းအပ်ပေးပါတယ်ရှင်ခောက်ဆွဲလေးကိုစမ်းပြီးတော့စားချင်နေဆိုရင်တော့အခုပဲမှားလိုက်တော့နော်ပြီးရင်သတင်းကောင်းလေးလည်းမင်ကနေပေးပြရတယ်မင်တို့ရဲ့အကောင့်လေးကိုအသေးလေးပေးကွန်မန့်လေးမှတ်ပြီးတော့ကြိုက်ရလေးကိုရေးသွားကြပါမင်ကနေမှအကြိုက်ဆုံးကွန်မန့်လေး3ခုကိုကျုပ်ခောက်ဆွဲကြော်လေးတွေလည်းလက်ဆောင်ပေးသွားအောင်မှာဖြစ်ပါတယ်